ဒုတိယကမ္ဘာစစ်တုန်းကဒီအနုမြူလက်နဲ့အသုံးချပြီးဂျပန်နိုင်ငံကိုအနုမြူပုံချခဲ့တာအားလုံးမှတ်မိနေကြမှာပေါ့သိနေကြတာပဲနော်ဟီရိုရှီမာတို့နဂါဆာကီတို့ဆိုပြောတယ်အဲ့တော့တန်ပေါင်းများစွာသေဆုံးသွားတယ်အဲ့ဒါလိုပဲအစွမ်းထက်တဲ့လက်နက်တွေရလာပြီးတော့လူမျိုးနွယ်တွေပျက်စီးသွားတဲ့အနေအထားမျိုးရောက်သွားနိုင်တယ်တဲ့အဲ့ဒါလိုဆုတ်ကတ်ကြီးတစ်ခုကြုံတွေ့ပြီးတဲ့အခါမှာလူတွေအချင်းချင်းပြန်ပြီးတော့မေတ္တာထားတယ်မေတ္တာတရားခေါင်းမလာလို့ရှိရင်လူလောကမှာယောဂတွေလည်းများတယ်တဦးနဲ့တူတပ်ဖြတ်မှုတွေလည်းများတယ်သိဆုံးမှုတွေလည်းများတယ်ဒါအမှတ်တမဲ့နေရင်သာမသိတာတကယ်ဆိုလို့ရှိရင်ဒီကနေ့ခေတ်တည်းဟာအဲ့ဒီဘက်ကိုတာဆူးနေတယ်လို့ပြောရမှာဖြစ်တယ်မြတ်စွာဘုရားဟောထားတဲ့အတိုင်းပဲမှန်ကန်နေတယ်အဆိုးဘက်ကိုတာဆူပြီးတော့သွားနေတယ်နောက်ဆုံးမှာစနစ်တန်းရောက်လို့လူမျိုးတွေတုံ့သွားပြီးတဲ့နောက်မှာပြန်တက်လာမယ်ပြန်တက်တာသူကသူတက်တာမဟုတ်ဘူးလူတွေရဲ့ယင်နဲ့နှလုံးထဲမှာခါးသီးတဲ့အမုန်းတရားတွေအစားတူမှညာတာတယ်ချစ်ခင်တယ်ဆိုတဲ့မေတ္တာတွေပြန်ဝင်လာတယ်အဲ့ဒီပြန်ဝင်လာတဲ့မေတ္တာရဲ့စွမ်းအားကြောင့်သူတက်တန်ပြန်တက်လာပြန်တက်ရာကနေပြီးအဆိုးတရားတွေပြန်ပေါ်လာတဲ့အခါတက်တန်ပြန်ရော့ချလာပြန်တယ်ပေါ့ဒါတူတယောက်ကိုပြောလို့မရဘူးပေါ့အများစုနဲ့ပဲပြောအောင်ဒီကနေ့ခေတ်အများစုကိုပြောရမယ်တယောက်တလေကတော့မေတ္တာတရားယင်ထဲမှာရှိကောင်းရှိလိမ့်မယ်အများစုကခါးသီးတဲ့အမုန်းတွေဥပမာ4ယောက်ကို3ယောက်လောက်ကခါးသီးတဲ့အမုန်းတွေရှိတယ်တယောက်ပဲမေတ္တာရှိတယ်လူဆိုးလူကောင်းလည်းပဲ4ယောက်မှာတယောက်ပဲလူကောင်းရှိတယ်ကျန်တဲ့3ယောက်ကမကောင်းဘူးဆိုတဲ့အနေထားဒါကလိယုတ်သုတ်ကတ်ကာလဆိုတာအဲ့ဒါမျိုးပဲထင်ရှားအောင်ပြောမယ်ဆိုလို့ရှိရင်4ချောင်းတောက်စပွဲ3ချောင်းကကျိုးသွားပြီတစ်ချောင်းနဲ့ရက်တည်နေတဲ့အခြေအနေမျိုးပဲခွာအဲ့လောကမှာလူတော်လူကောင်းဆိုတာအများကြီးရှားသွားပြီ4ပုံတစ်ပုံပဲရှိတယ်လို့ဆိုလိုတယ်ပေါ့ဘောရမမြတ်စွာဘုရားပွင့်တဲ့အချင်းကအဲ့ဒါလို့4ပုံမှာတစ်ပုံပဲရှိတယ်လူဆိုးလူကောင်းခွဲလိုက်လို့ရှိရင်လူကောင်းကတစ်ပုံပဲရှိတယ်လူဆိုးက3ပုံရှိတယ်လူ4ယောက်ဆုံပြီးလို့ရှိရင်3ယောက်ကအဆိုး1ယောက်ပဲအကောင်းရှိတယ်ဒီချိုးနဲ့သွားတာအဲ့ဒါကြောင့်မို့ဆိုးပြပြတဲ့အနေအထားမျိုးတွေဖြစ်လာတယ်တဲ့တက်တန်းတွေပြန်ပြီးတော့ဆုတ်လာတဲ့အခါမှာလူရဲ့တက်တန်းဟာ2000တန်းကိုရောက်လာအဲ2000တန်းရောက်ပြီဆိုတဲ့အခါကတ္တဝမြတ်စွာဘုရားပွင့်လာဣမံမိဧဝကပ္ပံမိကတ္တဘောမုဏိမုဒ္ဓမောတဲ့အဲ့ဒီချိန်မှာလောကရဲ့ကိုးကွယ်ရဖြစ်ပြီးကိရိတာတွေကင်းစင်လို့မတရားမြတ်နိဗ္ဗာန်ကိုမျက်မှောက်ပြုတော်မူတဲ့နဲ့ကတ္တဝမြတ်စွာဘုရားဟာလောကမှာထင်ရှားပွင့်တော်မူလာခဲ့တယ်သက်2000တန်းမှာပွင့်အဲ့တော့ကကုသဏမြတ်စွာဘုရား4000တန်းကောဏကမဏမြတ်စွာဘုရား3000တန်းကတ္တဝမြတ်စွာဘုရား2000တန်းဆိုတာဒါကိုကြည့်လိုက်ရင်စက်တိုက်ပွင့်တယ်လို့ထင်ရတယ်မဟုတ်ဘူးတက်ကဆုတ်ကတ်တော့တိုက်ဆိုင်တာပေါ့နော်တက်ကဆုတ်ကတ်အနေနဲ့ဆုတ်ကတ်မှာသာဘုရားပွင့်တယ်တဲ့တက်ကမှာမပွင့်ဘူးတက်တန်းကတဖြည်းဖြည်းတိုးနေလို့ရှိရင်အိဋ္ဌဒုက္ခအနတ္တတရားဟောလို့ရမှာမဟုတ်ဘူးတက်တန်းတွေသိရှိနေတယ်ဆိုလို့ရှိရင်လည်းတရားဟောလို့မရဘူးလူတွေဟာတန်ဝေကဖြစ်မှာမဟုတ်ဘူးဒါကြောင့်မို့တက်ကတ်တွေမှာတော့တက်တန်းရှိတဲ့အချိန်မှာတော့ဘုရားပွင့်ဘူးဘုရားပွင့်တာကဘယ်ကြားမှာပွင့်လို့ဆိုရင်ဆုတ်ကတ်ကာလမှာပွင့်တယ်ဆုတ်ကတ်မှာလည်းပဲတသိန်းတန်းကနေတရားတန်းအတွင်းသာပွင့်တယ်လို့ဒီလိုမှတ်ရတသိန်းတန်းနဲ့ပိုးရှိရင်လည်းအိဋ္ဌတရားဟောရင်ရည်ကောင်းရည်လိမ့်မယ်သူတို့ကိုသူတို့အိဋ္ဌထဝရလို့ထင်နေမှာတက်ကရှည်တာကိုတော့သက်ရှည်လွန်းတော့လဲတရားဟောလို့မရဘူးအသက်တိုးလွန်းတော့လဲလောဘဒေါသတွေကများတော့ခေါင်းမာသွားတယ်ဟောလို့မရဘူးဆိုးရများသွားတယ်အဲ့ဒါကြောင့်ဒီကြားလေးတည်းပဲဆိုလိုတာကတော့အသက်တသိန်းနဲ့တရားကြားပဲဒီတရားဓမ္မရနိုင်တဲ့လူသက်တန်းလို့ဒီလိုသတ်မှတ်ရမလို့ဖြစ်တယ်နော်အဲ့လိုသတ်မှတ်ရမယ်အဲ့ဒီရွယ်ပိုင်းမှာရနိုင်တယ်ပေါ့နော်အဲ့တော့ကတ္တဝမြတ်စွာဘုရား2000တန်းမှာပွင့်ပြီးတော့တရားတွေဟောတတ္တပိနရဝိရတပပ္ပစိတ်တဝနာသာသနေတ
ဒီသုတ်ကဆိုတဲ့ထေရီမဟာကတ္တဗမြတ်စွာဘုရားပွင့်တဲ့အခါမှာလည်းပဲအဲ့ဒီကတ္တဗမြတ်စွာဘုရားရဲ့သာသနာတော်မှာဘေကုဏီဝတ်ခဲ့ပြန်တယ်အဲ့တော့သူကဘေကုဏီဝတ်တာတွေကိုဘုရားပွင့်တိုင်းဘေကုဏီဖြစ်နေတာနော်တော်တော်ထူးခြားတယ်လို့ပြောဂေါရဝမြတ်စွာဘုရားရဲ့အလောင်းကဓာရိခဏနဲ့ဘုရားပေါင်း24စုရှိတယ်ဘယ်အစတော့ဆိုဒီပင်္ဂရာမြတ်စွာဘုရားအစားလက်ကျိတ်4စုကတ္တဗမြတ်စွာဘုရားထိအောင်လက်ကျိတ်4စု24စုပေါ့အဲ့ဒီ24စုသောဘုရားရှင်တွေမှာဂေါရဝမြတ်စွာဘုရားရဲ့အလောင်းဟာဆုံတွေ့တယ်အဲ့တော့လူဘဝနဲ့ကြည့်ဆုံတွေ့တာမဟုတ်ဘူးတခါတလေနဂါးဘဝနဲ့ဆုံတွေ့တာရှိသေးတယ်အဲ့ဒီတည်းမဲ့ဘုရားနဲ့ဆုံလို့ဂေါရဝမြတ်စွာဘုရားအလောင်းတော်မှာ24စုထဲမှာဒီ9စုမှာသာသူရဟန်းဖြစ်ခဲ့တာဒါကြောင့်မို့လို့ဒေသင်ကြီးနဲ့ကွာတသိမ်းမှာ9ကတည်းပဲဘုရားရဟန်းဖြစ်ခဲ့တယ်လို့သူတို့ပြောတာနော်9ကပဲရဟန်းဖြစ်ခဲ့တယ်တကယ်ကြုံတာတော့သာသနာနဲ့ကြုံတာကတော့24စုကြုံတယ်တခြားဘုရားလည်းမရှိဘူးသမ္ဗုဒ္ဓဘုရား24စုပဲရှိတယ်ဒီကြားထဲမှာအခုသုတ်ကထေရီမကတော့သူဆုံးတာသူ့ရဲ့ပါရမီဘဝအစားကနေသူဆုံးတာ9စုသလုံးသူကဘေကုဏီဖြစ်တာနော်9စုသလုံးဘေကုဏီဖြစ်တယ်ဂေါရဝမြတ်စွာဘုရားရဲ့အလောင်းကတော့24စုဆုံးရတန်းနဲ့9ချိန်မဲ့ပိတ်ရဟန်းဖြစ်ခဲ့တယ်24ချိန်တော့မဖြစ်ဘူးတတ္တပိနရဝိရတပဝိစိတ်တဝနာသာသနေကတ္တဗမြတ်စွာဘုရားလက်ထက်မှာလည်းပဲဘေကုဏီဝတ်တယ်ပရိယပုဒ္ဒတတ္ထမှာပရိပု္ပ္ပာတိဝိတာရတာပရိပု္ပ္ပာဝိတာရတာပရိယပုဒ္ဒတတ္ထမှာဆိုမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုသူကောင်းကောင်းကြီးသင်ယူတယ်ပိဋကစာပေကိုသင်ယူတယ်ပေါ့ဘုရားဟောတရားတွေကိုအကုန်လုံးသင်ယူတယ်ပရိပု္ပ္ပာဝိတာရတာတကယ်အဓိပ္ပာယ်နားလည်အောင်မေးမြန်းစစ်စစ်ချင်းမှာလိမ္မာကျွမ်းကျင်တယ်စာသင်တယ်ဆိုတာနှစ်ခုပဲရှိတယ်စာသင်ရတယ်ဆိုတာဥက္ကဟနဲ့ပရိပု္ပ္ပာနော်ဥက္ကဟပရိပု္ပ္ပာလို့ပါဠိဘာသာနဲ့ခေါ်တာဥက္ကဟဆိုတာချက်မှတ်ခြင်းနှုတ်သက်ဆောင်ခြင်းပရိပု္ပ္ပာကအဓိပ္ပာယ်ကိုမေးမြန်းခြင်းလေ့လာသုံးသပ်ခြင်းအဲ့တော့ပညာတတ်ဖို့ရအတွက်ဥက္ကဟဆိုတဲ့မှတ်ယူခြင်းသင်ကြားခြင်းအလုပ်အောင်သင်ယူတာဥက္ကဟပရိပု္ပ္ပာဆိုတာမရှင်းတာတွေမေးမြန်းပြီးတော့လေ့လာတာပရိပု္ပ္ပာသင်ယူတာဥက္ကဟလေ့လာမေးမြန်းတာပရိပု္ပ္ပာအဲ့ဒီနှစ်ခုနဲ့စာသင်မှုကကြွကျင်လိမ္မာရတာဒီနှစ်ခုနဲ့ပဲသင်ကြတာဖြစ်တယ်အဲ့တော့ဒီဘေကုဏီမှာသူကတ္တဗမြတ်စွာဘုရားလက်ထက်တုန်းကလည်းမြတ်စွာဘုရားရဲ့တရားတော်တွေကိုသင်ယူတယ်သင်ယူပြီးတော့ထိုတရားတော်တွေရဲ့လေးနက်မှုမှန်ကန်မှုကိုမေးမြန်းစူးစမ်းတယ်ဒီလိုလုပ်ခဲ့တာအဲ့ဒီမှာသူသီလာလစ္ဆိနီစေဝတယ်ကတ္တဗမြတ်စွာဘုရားလက်ထက်မှာသူကအကျင့်ကောင်းသီလာနဲ့ပြည့်စုံတဲ့ဘေကုဏီမှဖြစ်တယ်လစ္ဆိနီဆိုတာအရှက်တရားရှိတယ်ဆိုတာလစ္ဆိဆိုတာအရှက်တရားရှိတယ်ဆိုတာတခြားမဟုတ်ဘူးဘေကုဏီပြီးပြီးသားသားနေတယ်ယဟန်တန်ကပြီးပြီးသားသားနေတယ်ဒီမကောင်းမှုအဟုသို့လောက်ရမှာကိုရှက်တယ်အရှက်တရားရှိတယ်ကိုချင်းသီလကိုမဖောက်ဖျက်ဘူးလို့ဆိုလို့တယ်ပေါ့နော်လစ္ဆိဆိုတာဂုဏ်သိက္ခာဘုတ်တစ်ခုပဲသီလရှိတယ်အရှက်တရားရှိတယ်တိတုသိက္ခာသူကောပြီးတာအဋ္ဌိသီလသိက္ခာအဋ္ဌိစိတ်တသိက္ခာအဋ္ဌိပညာသိက္ခာသီလနဲ့သမာဓိပညာဆိုတဲ့သိက္ခာ၃ရပ်မှာလိမ္မာကျွမ်းကျင်သူဖြစ်တယ်အဲ့တော့ကတ္တဗမြတ်စွာဘုရားလက်ထက်မှာလည်းပဲသူကထူးခြားတယ်ဘဟုံဓမ္မကထံကတ္တဝါသူသင်ထားတဲ့တရားတွေကိုအများကြီးပြိဿတ်ကိုဟောပြောတယ်ရှာဝစီဝံမဟာမုနီတတိယရှိနေတဲ့ကာလပတ်လုံးသူကတရားဓမ္မဟောပြောခဲ့တယ်တေနကမ္မဝိပါကေနစေရနာပဏိတိဟိစာအဲ့ဒီတော့ကတရားဟောခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကုသိုလ်ကံရဲ့အကျိုးတရားတွေစေရနာစွမ်းအားတွေစိတ်ထားမှုတွေအဲ့ဒါတွေကြောင့်
လူဘဝကကွယ်လွန်နှိစ္စရောက်တဲ့ခါတဲ့တာဝတိသန္တပြည်ရောက်သွားပြန်တယ်